မင်္ဂလာပါရှင်စတာခုနတဲ့နာမကျဆိုပါလေညီမနာမည်ကတော့ချောစုပါညီမဒီနေ့ပြပြပေးခြင်းတဲ့အကြောင်းအရာလေးကတော့အိမ်စထားတဲ့ Windows Shortcut အလွယ်တကူအသုံးပြုနည်း၄မျိုးအကြောင်းကိုပြပြပေးမှာဖြစ်လို့မတည်သေးဘူးဆိုလို့ရှိရင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးသွားပါရှင်။ ဟုတ်ကဲ့အဲ့ဒါဆိုမလို့ကပထမဆုံးနေ့ဆိုလို့ရှိရင်ဆိုတော့က Windows ရဲ့အန်ရယ်ကိုနှိပ်လိုက်မယ်ပေါ့နော် Windows ရဲ့အန်ရယ်ကိုနှိပ်လိုက်ရင်ကွန်ပျူတာလေးဆိုမလို့ကဘာဖြစ်သွားမလဲဆိုရင်ခဏ lock ပိတ်သွားပါလိမ့်မယ်။နောက်တစ်ခုကကျတော့ရှေ့ရဲ့ S ရယ်ကိုနှိပ်လိုက်ပါဒါဆိုတော့ဗာလေးကြားလာမလဲဆိုလို့ရှိရင်ဆိုလို့ဒီ screenshot ရိုက်လို့ရတဲ့ setting လေးကြားလာပါလိမ့်မယ်နော်โอเคအစစမလို့ဒီမှာဆိုရင်အရောင်လေးမိန်သွားမယ် screenshot ရိုက်လို့ရတဲ့ return တော့နောက်ကဒီမှာဆိုလို့ရှိရင်ကိုကြိုက်တဲ့ပုံစံပေါ့နော်ယူပြီးတော့ဆိုလို့လိုချင်တဲ့ area လေးကိုဆွဲပြီးရိုက်လိုက်ရုံပါပဲဒါဆိုရင်ဆိုလို့က screenshot ရိုက်နေပါနောက်တနည်းအားကျတော့ဗာလဲဆိုရင်Windows ရဲ့ G ကိုနှိပ်လိုက်မယ်ဒါနေရတော့ဆိုလို့ဒီကွန်ပျူတာမှာပါတယ်ဆိုလို့က Second Record အသုံးပြုတဲ့နည်းလေးပါ Capture လေးကိုနှိပ်မယ်ပြီးသားပြီဆိုရင်ဆိုလို့က Step Record လိုက်ရုံပါပဲဒါဆိုရင်ဆိုလို့က Record သုံးနေပါလိမ့်မယ်နောက်တစ်ခုကကျတော့ဗာလဲဆိုရင်ဆိုလို့ဒီကွန်ပျူတာရှောင်ချတာပေါ့နော်ကွန်ပျူတာကိုအလွယ်တကူရှောင်ချခြင်းနဲ့ဆိုရင် Windows ရဲ့ပါပြီးသားပြီဆိုလို့က UU ဆိုတာလေးကိုနှစ်ချက်လေးနှိပ်လိုက်ပါဒါဆိုရင်ကွန်ပျူတာလေးရှောင်ဖြစ်သွားမယ်လောလောဆယ်တော့ဆိုမှာကအတန်တွင်းနေတာဖြစ်တဲ့အတွက်ရှောင်ချမှာကြောင့်လို့ဆိုမှာ UU လေးကိုနှစ်ခါမနှိပ်တော့ဘူးเนาะโอเคအဲ့ဆိုရင်ဒီအကြောင်းအရာလေးကအားလုံးအတွက်အကျိုးရှိမယ်လို့ထင်ပါတယ်ရှင်ဒီဗီဒီယိုလေးကအားလုံးအတွက်အကျိုးရှိတယ်ဆိုရင် comment မှာ yes လို့ရေးခဲ့ပေးပါเนาะဗီဒီယိုလေးကိုစောင့်နေကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်